ငွေနဲ့ပတ်သက်ပြီးတော့မနှံမျောရမယ်အရာ၃ခုနံပါတ်1ကျမ်းမာရေးကိုယ့်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်ငွေမနှံမျောနဲ့နော်ကိုနေထိုင်မကောင်းရင်ကိုပတ်သက်မရှာနိုင်ဘူးကိုခန္ဓာကိုယ်မကျမ်းမာရင်ကိုပတ်သက်မရှာနိုင်ဘူးဟုတ်လားမဟုတ်ဘူးလားအဲ့တော့ကိုကျမ်းမာရေးအတွက်သုံးရမယ့်ငွေကိုနှံမျောတဲ့သူကတေးကြတယ်နောက်တစ်ချိန်မှာဒီထက်ပိုများတဲ့ငွေကိုပိုကုန်ရလိမ့်မယ်ဒါကြောင့်မို့လို့နံပါတ်1ငွေနဲ့ပတ်သက်ရင်မနှံမျောရမယ့်နေရာကကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာတွေအတွက်ငွေကိုသုံးဖို့မနှံမျောပါနဲ့နံပါတ်2ကတော့ကိုယ့်ရဲ့ငွေကိုသုံးပြီးတော့ကိုယ့်ရဲ့ဘဝပိုတိုးတက်ဖွံ့ဖြိုးအောင်လုပ်မဲ့နေရာတွေနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့မနှံမျောပါနဲ့ဒီနေရာမှာငွေသုံးပါချက်ခင်လေးကဒီအရာကိုလောက်တက်လို့မနှံမျောလို့ဒီနေရာမှာမနှံမျောလို့ချက်ခင်လေးကငွေရှာနိုင်စွမ်းအားတနေ့ထက်တနေ့ပိုကောင်းလာတာဟုတ်တယ်ဥပမာကိုရှာလို့ရတာတဲ့လစာတွေကနေကိုယ့်ရဲ့ဘဝအတွက်ပို့ပြီးတော့ဝင်ငွေထပ်ရှာကောင်းအောင်လို့လုပ်ပေးနိုင်တဲ့နေရာတွေနဲ့ပယ်တွေအသိပညာတွေနည်းပညာတွေနဲ့ချက်ခင်လေးကရင်းနှီးမြှုပ်နှံမှုလုပ်တယ်နော်ဒါကိုအရန်အထူးကိုမှချက်ခင်လေးလုပ်ခဲ့တဲ့အချက်တစ်ချက်ဟုတ်တယ်ဒါကြောင့်မလို့ဒီနေရာမှာကိုရင်းနှီးမြှုပ်နှံမှုလုပ်ဖို့လုံးဝမနှံမျောပါနဲ့အဲ့ဒီနေရာမှာကိုဒီပစံရင်းနှီးလိုက်လို့ကိုငွေပိုများအောင်ရှာပေးနိုင်တယ်လုပ်ပေးနိုင်တယ်ဆိုလို့ရှိရင် yes အဲ့နေရာမှာကိုရဲ့ငွေကိုလွတ်ပေးပါပျော်ရွှင်စွာနဲ့နော်နံပါတ်3ကတော့ကိုရဲ့ဘဝကိုပို့ပြီးတော့အခုထက်လွတ်လပ်အောင်လို့လုပ်ပေးနိုင်တဲ့အရာတွေနဲ့လည်းငွေသုံးဖို့မနှံမျောပါနဲ့ဥပမာချိန်လေးတို့ကိုကလကစားဝန်ထမ်းလုပ်တယ်ဆိုပြီးတော့လကစားဝန်ထမ်းထဲမှာဆိုရင်ကိုရဲ့အချိန်အပြည့်ပေးပြီးတော့အလုပ်လုပ်ရတယ်ဟုတ်လားအဲ့ခါကျဘာဖြစ်လဲကိုလာပြီးတော့အချိန်နဲ့ကိုရဲ့ဘဝကိုဒီလစာနဲ့ကတခြားသူကိုပေးထားရတာကြောင့်ကိုဟာလွတ်လပ်မနေဘူးအဲ့တော့ဒီအလုပ်နယ်ပယ်မဟုတ်ပဲလွတ်လပ်အောင်လုပ်ပေးနိုင်တဲ့အလုပ်နယ်ပယ်တွေအတွက်ဆိုလို့ရှိရင်ကိုရဲ့ငွေကိုသုံးဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ကိုအချိန်ကိုမှအချိန်အကန့်အသတ်မရှိရှိနေလေ yes ကိုဟာအဲ့ဒီအချိန်အကန့်အသတ်မရှိရှိတဲ့နေရာအလုပ်နယ်ပယ်တွေနဲ့ပို့ပြီးတော့ပတ်စံရှာများရလေပဲဒီချက်ကိုတေချာတွေးပေးပါလကစားဝန်တန်းလုပ်ရင်ကိုအချိန်ပြည့်အလုပ်လုပ်ရတယ်မနေ့၈နာရီကနေည၈နာရီလုပ်ရတယ်ဟုတ်လားအဲ့ခါကျကိုရဲ့ငွေကအကန့်အသတ်နဲ့ကိုရှာရတယ်ချက်ခင်လေးတို့အဲ့ဒီအစားကိုအချိန်အကန့်အသတ်မရှိငွေရှာလို့ရမယ့်နေရာတွေနဲ့ပဲတွေအတွက်ငွေရင်းနှီးမြှုပ်နှံမှုလုပ်ပြီးတော့ကိုလွတ်လပ်တဲ့စီးပွားရေးနယ်ပယ်တွေရအောင်လို့တဖြည်းဖြည်းနဲ့ပို့တက်ဖို့လိုတယ်ဒါကိုလောက်တက်မယ်ဆိုရင်တေချာတယ်ကိုတဖြည်းဖြည်းနဲ့ငွေရှာနိုင်စွမ်းအပိုကောင်းမယ်ကိုရဲ့ဘဝကလွတ်လပ်လာလိမ့်မယ်လွတ်လပ်တဲ့လူတွေကဘဝလွတ်လပ်အချိန်လွတ်လပ်လေပို့ပြီးတော့လွတ်လပ်နဲ့